လူမမေခလေးတယောက်လို့အချစ်ရဲ့ကြောင်းလေးပါမနာမလဲမူသားစကားနဲ့ပြူစားသွားလို့လူအကြီးမအသေးကိုယ်စွပုံချစ်မိသမျှတွေလွတ်ယုံပြီးခဲ့သမျှတွေနှုတ်ချတဲ့ရွာသားမို့ပါယုံပါလေခမပြောတဲ့စကားတွေမိုက်လိုက်ဆိုပြုံးနေချစ်တယ်လေးတော့ဒါပြောလိုက်တော့ခုနအော်တော့အဲ့လိုပုတ်ပါရွာကူလာလေအညာကူလာလေခမလေးကလူလေကျုံနှလုံးသားလေးအဖြူတယ်လူမလေးခလေးတယောက်လို့အချစ်ရဲ့ကြောင်းလေးပါမနာမလဲကျေးဇူးပါဘုရားတရားနဲ့ပြူစားတော့လို့လူအကြီးမအသေးတွေကိုစွပုံချစ်မိသမျှတွေလို့ယုံမိခဲ့သမျှတွေနှုတ်ချတဲ့ရွာသားမို့ပါယုံပါလေခမပြောတဲ့စကားအေးကြမလားလားပြအညာတွေကပူပါလေဗျာကျုပ်ရင်ဝင်ပဲချမ်းသာပူလို့ရဘာကြောင့်ပါလဲကျုပ်အသေးကိုလူကကျတော့ကျုပ်အသားမင်းတော့ကျုပ်အသေးမှသူလေးပါလေအချစ်မရှိချစ်ရှာပြီးခမကျုပ်ကိုချစ်ပါလေအပြစ်မရှိချစ်ရှာပြီးလေကျုပ်အသေးဒီမှာပွင့်လားဒီနေ့မှာလေအဲ့ချင်ရကြတာဆိုတဲ့ကောင်လေးကိုမကြိုက်ဘူးလားတဲ့ရင်ကျွန်တော်ကိုကြိုက်ရင်ကျွန်တော်ဖေယူလာပြောကျွန်တော်ဖေရသဘောပြီးကျွန်တော်မေယူလိုက်အဲ့ဆိုတော့ချင်းပြရိုက်တယ်ပါလေရွာကူလာလေအညာကူလာလေခမလေးကလူလေကျတဲ့လုံးသားလေးအဖြူတယ်လူမမေခလေးတယောက်ချစ်ရဲ့ကြောင်းလေးပါမလားနောက်ဘာလို့နေရလားမူလာလာနဲ့ပြူစားတော့လူမကြီးမအသေးလေးကိုစွပုံချစ်မိသမျှတွေလွတ်ယုံပြီးခဲ့သမျှတွေနှုတ်ချတဲ့ရွာသားမို့ပါယုံပါလေခမပြောတဲ့စကားတွေချစ်ပါအညာတွေကပူပါကျုပ်အသေးကိုဒီမှာကတော့အသေးကညူနေကျုပ်အသားမင်းတော့ကျုပ်အသေးကဖြူနေအလားဝိကလာကြတာအချစ်မရှိချစ်ရှာပြီးကတုတ်ကိုမာလေဒီမှာလည်းတော့ပါကျုပ်အသေးကိုရတ်နေအရာကြီးကိုမာညာပေါ်နေပြောလူမတော့ဖွင့်လာတယ်ဘာလို့အေးကြောင့်ရအတော့ဒီကလာကြတာမင်းရလာတော့အမေအစီဘယ်လိုမှမလုပ်အေးကြောင့်ရအလာလာကြချင်းမလားဘယ်လိုလုပ်လဲဒီလာပါချီရလဲချင်းစရာတော့လေအဲ့လိုဒီတော့ဒီမဒီရတယ်လေโอเคခင်ဗျာဒါကြည့်ပေါ်တက်ပြီမပေါ်တက်ဘူးဟုတ်ကဲ့မင်းဆိုပြရမလဲခင်ဗျာမိမိလေးဆိုမလားအေးလေးဆိုမလားခင်ဗျာဟုတ်လား